ခုလက်ရှိ view ထဲမှာပြထားတဲ့လုံးလေးကတော့ iPhone 30လေးပဲဖြစ်တယ်ဒီလုံးလေးကဒီ Wi-Fi on နေရာမှာနှိပ်လို့မရဘူးပေါ့နော် main နေရာပေါ့နော်အဲ့အတွက်ကြောင့် Wi-Fi လည်းမရဘူးချိတ်ဆက်လို့မရဘူးပေါ့နော်အဲ့အတွက်ကြောင့် customer ကျွန်တော်စီမှာလာရောက်စစ်ဆေးတာကျွန်တော်စီမှာရောက်တဲ့အချိန် setting ထဲမှာရှိရဲ့ခုပြထားတဲ့ဒီ Wi-Fi address နေရာမှာစစ်ဝင်ပြီးတော့စစ်ဆေးကြည့်ရပေါ့နော် Wi-Fi address နေရာမှာ NA ဆိုပြီးပြနေရပေါ့နော်ပုံမှန်ဆိုရင်တော့ serial number လေးပြရမှာ NA ဆိုတာပြနေရဖြစ်တဲ့အတွက်ဒီလုံးလေးကတော့ပုံပိုင်းလေးပြုပြင်ရမှာပေါ့နော်ပုံပိုင်းပြုပြင်ရမှာဖြစ်တဲ့အတွက်ကျွန်တော် customer ကိုခွင့်ပန်းတောင်းတယ် customer အနေနဲ့ပုံပိုင်းပြုပြင်မယ်ပြောတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ပုံနှချမ်းခွာပြီးပြုပြင်နေပေါ့နော်ဒီလုံးလေးအဓိကဖြစ်နေတဲ့အကြောင်းရင်းလေးကတော့ပေါ့နော်ဒီပုံနှချမ်းဟနေရပေါ့နော်ပုံနှချမ်းဟပြီးတော့ဒီWi-Fi နဲ့ CPU နဲ့ချိတ်ဆက်တဲ့လမ်းကြောင်းတွေလွတ်နေရပေါ့နော်လွတ်နေရဖြစ်တဲ့အတွက် Wi-Fi တွေကလုံးဝမရတာအဲ့တော့ကျွန်တော်အဲ့လွတ်နေတဲ့ဘိုင်းလေးကျွန်တော်ပြုပြင်လိုက်တာအဆင်ပြေသွားတယ်ပေါ့နော်ဒီပုံမှန်တိုင်းအသုံးပြုလို့ရသွားတယ်Wi-Fi လေးလည်းပြန်ပြီးတော့ရသွားတယ်ပေါ့နော်အဓိကဖြစ်နေတဲ့အကြောင်းရင်းလေးကတော့ပေါ့နော်ပုံနှချမ်းဟာတာအကြောင်းဖြစ်နေရပေါ့နော်ပုံနှချမ်းဟာတဲ့အကြောင်းရင်းလေးကတော့ဒီလွတ်ချမိရတဲ့အကြောင်းလည်းဖြစ်နိုင်တယ်ဒီတုံးလာတဲ့တက်တန်းချလာတဲ့မြတ်ဒီ IC လေးတွေခဲလွတ်တာအကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါလေးကတော့ iPhone တွေတော်တော်များများမှာတချို့ဖုန်းလေးမှာဖြစ်တတ်တယ်ပေါ့နော်ဒါမျိုးအဲ့ဒါလေးဖြစ်တယ်ဆိုရင်တော့စိတ်ပူကြတော့မလိုဘူးပေါ့နော်ကျွန်တော်တို့ဒီပြုပြင်လိုက်တယ်ဆိုရင်တော့ပုံမှန်တိုင်းအသုံးပြုလို့ရသွားတယ်ရတော့မယ်ပေါ့နော်ပုံမှန်တိုင်းပြန်ကောင်းတော့မယ်ပေါ့နော်